လုံးကို1000 ဝက်ဒီလိုမီးဘူးတစ်လုံးကို1000 ဝက်ခုလိုမိုးရသည်မှာဒီလိုမီးဘူးလေးတစ်လုံးတော့မရှိမဖြစ်လိုအပ်တယ်နော်နံပါတ်1အင်ကြီးမချောက်ရင်မီးဘူးတိုက်ပြီးအင်ကြီးချောက်အောင်လုပ်လို့ရပါတယ်နံပါတ်2အပြင်ထွက်တဲ့အခါယုံကြည်မှုရှိရှိနဲ့တသက်ရဝတ်ဆင်မှုအတွက်မီးဘူးတိုက်ပေးရမှာဖြစ်ပါတယ်နံပါတ်3ခင်းဆောင်အိတ်ထဲကိုအင်ကြီးတွေထည့်တဲ့အခါမဆန့်ဘူးဆိုလို့ရှိရင်အင်ကြီးတွေကိုမီးဘူးတိုက်ပြီးတော့မှစီစီရီတသက်ရထည့်လို့ရပါတယ်ရှင်နံပါတ်4မီးဘူးဟာအပူကတ်ကျွန်းခြင်းလုံးဝမရှိနံပါတ်5အပူချိန်ကိုအလွယ်တကူချိန်ညှိလို့ရပါတယ်နံပါတ်6ပေါ့ပါတဲ့အတွက်ကြောင့်အင်ကြီးမီးဘူးတိုက်တဲ့အခါတက်တောင့်တက်တာဖြစ်စေပါတယ်နံပါတ်9ထိတ်ဦးချွန်တဲ့အတွက်ကြောင့်ကော်လန်ကြားတွေကော်လန်တောင်းတွေဂျိုင်းတောင်းတွေကိုတေးသေးချာချာထိုးတိုက်လို့ရပါတယ်နံပါတ်10အဖြူရောင်နဲ့နှုံစိမ်းရောင်နဲ့ဆက်ထားတဲ့အတွက်နူးညံ့တဲ့အင်ရှင်မလေးတွေရဲ့အကြိုက်ကာလာ crazy ရောင်ပဲဖြစ်ပါတယ်ရှင်ကဲဒီလို quality ကောင်းတဲ့မီးဘူးတစ်လုံးကိုရောင်းချပေးမယ်ဈေးနှုန်းလေးကတော့3600ပဲဖြစ်ပါတယ်ရှင်